အားလုံးပဲမင်္ဂလာပါဗျကိုရဲကြီးပွဲကျူသုံးသက်ချက် page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ည group A ပွဲတဲ့ပွဲဖြစ်တဲ့ပေါ်တိုနဲ့ ARD ပွဲတဲ့ကိုရွေးချယ်သုံးသက်ပေးကြပါတယ် group A ရဲ့အစိုးပြပွဲတဲ့ပွဲဖြစ်တဲ့ပေါ်တို ARD ပွဲတဲ့မှာနှစ်သင်းစလုံးအတွက်အရေးပါတယ်ဆိုပေမဲ့ဘယ်သူနိုင်နှစ်ကိုပြတ်ဖို့လို့လိုပါတယ်ဒါကြောင့်လည်းလက်ရှိမှာခြေဆွဲရတာတဲ့ဥရောပအသင်းဖြစ်တဲ့ပေါ်တိုက1.50အကျော်ပေးထားပါတယ်လက်ရှိဖွင့်လှစ်ထားတာကိုပေါက်ဈေးကတော့3လုံးတည်ပါဆိုတော့ပေါ်တိုရဲ့မူလဒီဈေးက1ဝင်ယူ3ဝင်ယူဖွင့်လှစ်ထားခဲ့ပြီးတော့လက်ရှိဒီနှစ်သင်းစလုံးရဲ့အနေထားရကိုပေါင်းကတော့အနေများတယ်လို့ကောက်ချက်ချမိပါတယ်နိုင်တဲ့အသင်းက Palmeiras Miami ပွဲကိုစောက်ကြည့်ရမယ့်အနေထားဖြစ်ပေမဲ့အဲ့ဒီနှစ်သင်းစလုံးတည်ကြပြီဆိုတာနဲ့ပေါ်တိုရော AR တွေရောမျှော်လင့်ချက်မရှိတော့ပါဘူးဒါကြောင့်နှစ်သင်းစလုံးရဲ့တိုက်စစ်ကအားရစရာမရှိတဲ့အနေထားမှာကိုပေါင်းကိုတော့မစွန်စားစေခြင်းပဲ body ရွေးချယ်မှုကိုပဲဦးစားပေးရွေးချယ်သွားပါမယ်မိုင်ယာမီနဲ့ပေါ်တိုပွဲကပြောသလိုပဲမတ်တဲ့ SME လက်ချက်ပေါ်တိုလောအားနှုတ်ကအားမရပါဘူးကစားသမားအစုဖွဲ့ကောက်ပိုက်ဆိုင်ထားပေမဲ့ပေါ်တိုရဲ့လက်ရှိအနေထားကတကယ်တူတင်ကိုတင်ကစားခဲ့တဲ့ပွဲတွေမှာတပွဲလုံးပြိုင်မြအနေထားရအားနည်းချက်တွေရှိသလို AR ကလည်းနီးပြတဲ့လက်ချက်နိုင်ပွဲပြောင်းနေသေးပါအင်တိုက်အားတိုက်ကစားနေပေမဲ့လိုအပ်ချက်တွေရှိနေတော့ပါနှစ်သင်းစလုံးကိုစီအားနည်းချက်တွေအပြည့်ရှိနေသလိုနိုင်ပွဲရရင်လည်းနှစ်သင်းစလုံးတဲ့အခွင့်အရေးရှိနေတဲ့အနေထားမှာ AR ကိုတော့ပို့ပြီးတော့နှစ်သက်ပါတယ်ပထမပွဲမှာပနတီမဝင်ပေမဲ့ AR ခန်းစစ်ကပေါ်ရောက်မှုနှဲပါခဲ့တယ်လို့ Palmeiras နဲ့ပွဲကလည်း OG ကြောက်တာမဟုတ်ရင် Palmeiras နှစ်ကိုပြတ်ဖို့ခက်ခဲနိုင်တယ်ဆိုတာပထမပိုင်းခြေစွမ်းပိုင်းမှာရောဒုတိယပိုင်းမှာရော Palmeiras ကိုအသာစီးကစားနိုင်ခဲ့တာပါတပွဲလုံးပြင်းပြအနေထားနဲ့ဘောလုံးပိုက်ဆိုင်မှု60%အထိရှိခဲ့တာမို့ AR ကိုပေါ်တိုတို့နှစ်ကိုပြတ်ဖို့မပြောနဲ့နိုင်အောင်ကစားဖို့တော့မလွယ်ပါဘူး AR ကသာအစိုးသက်ပိုင်းအရင်ပွဲတွေထပ်ပို့ပြီးတော့ပြုတ်လုံနိုင်ပေါ်တိုစီကတေတမက်ရဖို့လည်းခက်ခဲနေမယ်အသင်းမျိုးတွေမှာမပါပါဘူးလက်ရှိဈေးနဲ့ခြေစွမ်းရလဲ AR ပေါ်ဒီကိုပဲပို့ပြီးတော့အားပေးထားခြင်းပါတယ်ဒါကြောင့်ပေါ်တိုအစုဖွဲ့တာမှန်ပေမဲ့ AR ရဲ့တုတ်ပြန်အားနဲ့ကစားအားရတော့ကြီးအောင်နိုင်ဖို့အားကောင်းတယ်လို့နေပြတဲ့ review အနေနဲ့လေဒီပွဲတော့တခုခုလုံးပြဖို့တင့်ပါပြီဒါကြောင့်90ရေးမိ100ယူရမယ့်ပွဲမှာ AR body ကိုပဲရွေးချယ်သုံးသပ်ပေးလိုက်ပါတယ်ဗီဒီယိုလေးကိုအစားဆုံးနားဆင်ပေးတဲ့ညီကိုတယောက်စီတိုင်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ